လုံးမဲမင်္ဂလာပါချစ်လေးတို့ရေကျမဆန်လေးကရွှေထွေးစွာပြန်လဲကြိုဆိုလိုက်ပါရစေနော်တင်ဆက်ပေးနေကြကျမရေးပညာပေးအစီအစဉ်လေးစတင်ဖို့အချိန်လေးရောက်ရှိလို့လာပြန်ပါပြီရှင်ဒီနေ့မှာတော့ဆန်လေးကတမကြရာတွင်ဇဝင်ရှိတဲ့အမျိုးသမီးတယောက်ရဲ့အားသာချက်ကြီးများကျမရဲ့အရာထိရောက်စွာပြောပြပေးသွားမှာဖြစ်လို့အဆုံးထိလိုက်ပါစိတ်မျောနားထောင်ပေးကြပါအောင်နော်ဗီဒီယိုလေးကိုအစအဆုံးကြည့်တဲ့ကိုအပြင်မှာထည့်ဆုံးဖို့အစီအစဉ်လေးရှိပါရဲ့ရှင်ကျမကြီးအစီအစဉ်လေးစတင်လိုက်ကြရအောင်လားရှင်မြည့်ဆန်တွေလိမ္မာဝဲပြီးဆိုတဲ့အတိုင်းသပင်ရှိအမျိုးသမီးများဟာကျမကြီးလေ့ကျင့်ခန်းမှာပို့ပြီးမိမိုက်အဆင်ပြေစေပါရဲ့ရှင်မြန်မာဝတ်စုံဖျို့ဖျဲလေးရဲ့သပင်ရှိဖွာလန့်ကျဲနေတဲ့ဆိုရဲမြင်ကွင်းကြီးကိုမျက်လုံးနဲ့မြင်အောင်ကြည့်ပါအောင်ကိုရေလေ့ကျင့်ခန်းကြီးရဲ့စီချက်များအတိုင်းဆန်ရဲ့အစုံကလေးမလွတ်နေမှာဖြစ်ပါတယ်နော်။နိုင်ငံဘက်ကိုမျက်နှာမူစေက7 on light ကစုကိုင်ကလေ့ကျင့်ခန်းလောက်ရရင်တော့တေးကြောတစ်ထောင်ဟာပွန့်ထွက်လာမှာအမှန်ပါပဲရှင်။လေးဘက်ထောင်မြင်းစီလေ့ကျင့်ခန်းတွင်လေခါးလေ7လေးများကကြောအပြည့်စီချက်ကနေခြင်းကကျမကြီးကိုပိုမိုထိမိစေသလိုတင်မောင်ဖုံဆန်တွေများအားပတ်ခွေလိမ့်ပြီးဟဲ့မြင်လေးပြေးစမ်းဆူပြီးဘိုးအောင်တဲ့အထားဖြင့်တတိုင်းတီးထုတ်လိုက်ရရင်တော့ခန္ဓာကိုယ်တစ်ခုလုံးအားလုံးကျမကြီးနဲ့လုံစာမညင်ညွတ်စေမှာပါကိုရေခဲကိုရေဆန်ရွေးဒီနေ့ပြပြခဲ့တာကတော့ကျမကြီးအသိပညာပေးတစ်ခုများသာဖြစ်ပါတယ်နော်ငါရက်ဒီမှာလေအခုလိုမျိုးကျမကြီးဆိုင်ရာအသိပညာများကိုဆက်လက်မျှဝေပေးသွားမှာဖြစ်လို့ channel လေးကို like and subscribe လုပ်ရင်စောင့်မျှော်အားပေးနားဆင်ကြပါအောင်ရှင်အားလုံးကိုအရင်ချစ်ပါတယ်နော်တဒါ